prepare ရဘာလို့ပြန်စားလဲဆိုတာ reference လုပ်တယ်ဆိုတာကိုပါလေreference လုပ်တယ်ဆိုတာအခြား rapper တယောက်ရဲ့တခြင်းစာသားကိုကိုယ်တခြင်းထဲမှာပြန်ပြီးယူသွားမှာဖြစ်ပါတယ်သူလုပ်တာ rapper ချင်း respect ပေးရ tribute လုပ်တာဒါမှမဟုတ်အဲ့ rapper နဲ့ပြန်ပြီး collaboration လုပ်ထားတဲ့နောက် project တစ်ခုမှာအဲ့ rapper ရဲ့ရင်းရချင်းကိုပြန်ပြီး mention လုပ်တာမျိုးဖြစ်ပါတယ်ဥပမာပြောရရင် Yampes ကိုယ်တိုင် produce လုပ်ပေးထားတဲ့ဒီတခြင်းမှာဆိုရင် Makio ကဒီသားသားတူတူနဲ့ striker ကေတို့ပြီးဖြစ်ခဲ့တဲ့ဒီတခြင်းကinternational မှာလည်းဒီလို shout out လုပ်တာတွေကခက်စားပါတယ် Just like Biggie said, I just need one chance, baby. Just like Drizzy said, I just need one dance, baby. Baby, baby. That's why I need a one dance. Got a Hennessy in my hand. One more time. ကျွန်တော်နောက်ထပ် trap ချင်းတွေတွေကဆိုရင် reference လုပ်တဲ့ကာချာလည်းရှိပါတယ် Let's go. Mine songi do wo, mine songi do wo. Can we you did it? A river flow. Yeah, I don't blind show. Me no like Giro. I do a Lambo high speed. Don't we mind is only do. ဒီစာသားတွေက reload ရဲ့တခြင်းဟောင်း classic တခြင်းတစ်ပုဒ်ဖြစ်တဲ့ low ဆိုတဲ့တခြင်းတွေကနေပြီးတော့ပြန်ပြီးယူသုံးတာဖြစ်ပါတယ်ဒါပေမဲ့ဒီတခြင်းကတော့ကံကောင်းသွားနေပြီ YouTube တို့ Spotify တို့မှာတရားမှမရှိတဲ့အတွက်ကျွန်တော် show ဘက်တစ်ခုက clip တစ်ခုပဲတင်ပြလိုက်ပါတယ်Cook it up, we got the floor and we love you. Do you play young last